Hello ပိုးဆုံးကျူးလေးတွေကနေလူငယ်တွေရဲ့အတန်တွေကိုလွတ်လပ်နဲ့စတင်ပြီးတော့ထုတ်ဖော်ပြောမယ်ပိုးဆုံးကျူးလေးများ podcast အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့လူငယ်တွေကြားထဲမှာရှိတဲ့ယုံကြည်မှုပြီးတော့လူငယ်တွေရဲ့ယုံကြည်တဲ့အရာတွေပေါ့နော်အဲ့အရာတွေထဲကလည်းတစ်ခုဖြစ်တယ်ပြီးတော့လူငယ်တွေကလူတစ်ယောက်နဲ့တစ်ယောက်ကိုစတင်တွေ့ဆုံတာဖြစ်စေrelation မှာဖြစ်စေပေါ့နော်သူတို့တွေစူးစမ်းလေးရှိတဲ့အရာတစ်ခုဖြစ်တဲ့ zodiac sign တွေအကြောင်းကိုဒီကနေ့ podcast အစီအစဉ်ကနေတင်ဆက်သွားမှာဖြစ်ပါတယ်ဆိုတော့နီကိုနဲ့အတူဒီနေ့တင်ဆက်ဖို့အတွက်ပိုးဆုံးကျူးလေးတစ်ကောင်လေးဖြစ်တဲ့ဇင်းရင်ပေါ့နော် Jace ကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်မင်္ဂလာပါ Jace ရေမင်္ဂလာပါနီကိုရေဆိုတော့ပထမဆုံးအနေနဲ့ဇင်းရင်ပေါ့နော်ချစ်တဲ့သူတွေကဇင်းရင်လို့ခေါ်ကြရဲဆိုတော့ဇင်းရင်ရောဒီပိုးဆုံးကျူးလေးများထဲမှာဘာတွေလုပ်ဖြစ်နေလဲပြီးတော့ဇင်းရင်ကိုမိတ်ဆက်ပေးပါဦးဟုတ်ကဲ့ပါညီမကတော့ဒီပိုးဆုံးကျူးအဖွဲ့ကပိုးဆုံးကျူးလေးတကောင်ပေါ့နော်ဒီပိုးဆုံးကျူးထဲမှာလိုတဲ့နေရာတွေမှာဝင်ပြီးတော့ပါဝင်ကူညီပေးနေပါတယ်လို့ဟုတ်ပြီဇင်ရင်ဆိုတော့ဒီပိုးဆုံးကျူးလေးများဒီ podcast အစီအစဉ်မှာဒီနေ့စီစဉ်နဲ့ပြောကြမယ့် topic က zodiac sign တွေအကြောင်းလည်းဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုတော့ဒီလူငယ်တွေရဲ့ဂျားထဲမှာဒီ zodiac ဆိုတာကလေဟိုနောက်အခုဆိုရင်ကွာဒီလောလောလတ်လတ်မှာဆို squid game ထွက်ထားရဲဆိုဒီ squid game ရဲ့ character တွေကအစပြီးတော့ဒီကိုချိုင်းနဲ့တက်တဲ့ဝတ္ထုတွေက character တွေကအစကိုဒီလူငယ်တွေကကွာ zodiac တွေနဲ့ပြန်ခွဲကြတာမျိုးရှိရပေါ့နော်ဆိုတော့ဒီဟိုပြီးတော့ personality တွေကိုလည်း zodiac တွေကနေခံမှန်းကြတာမျိုးတွေလည်းရှိတဲ့အချိန်မှာလေဒီနေ့ဒီ zodiac အကြောင်းပြောမယ်ဆိုပြီးတော့ဖြစ်လာတာပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကလေ zodiac ဆိုတာဘယ်လိုမျိုးလဲပြီးတော့ဒီ zodiac ဆိုတာကိုဘယ်လိုမျိုးနားလည်လဲဆိုတော့ဒီနေ့ firefly ကပြည့်တဲ့ကြီးကိုပြောပြပေးပါzodiac ဆိုတာကတဲ့ဒီနေရတဲ့ဒီနှစ်ကိုတစ်ခါပေါ့နော်တစ်ခါလှည့်ပတ်တယ်တဲ့အဲလှည့်ပတ်တဲ့လမ်းကြောင်းမှာဆိုရင်ဒီနက်ခတ်လို့ခေါ်တဲ့ကျယ်စုလေး12ခုရှိရပေါ့နော်အဲကျယ်စု12ခုကိုတဲ့ဒီရှေးခေတ်ဒီနက်ခတ်ဆရာတွေကဒီဇိုဒီဂျာတီကွန်ဆိုပြီးတော့တတ်မှတ်ခဲ့ကြပါပေါ့နော်အဲ့ဇိုဒီယက်ကဘယ်လိုလုံးဆိုတော့ဒီလူတဦးချင်းစီရဲ့မွေးရမွေးလာမွေးတက်ကရက်တွေအချိန်နေနဲ့ဟိုမူတီပြီးတော့ကြတော့ဒီတဦးချင်းစီရဲ့ဇိုဒီယက်ဆိုင်တွေကကွဲပြားသွားတယ်လို့ဆိုဒီမွေးဖွားတဲ့လပေါ်မူတည်ပြီးတော့လအချိန်ဟုတ်တယ်အချိန်မွေးတက်ကရက်ပေါ့နော်အဲ့လိုမျိုးနဲ့ဟုတ်တယ်ဆိုတော့ဒီပုံမှန်ဆိုရင်အချမ်းပြင်းအားဖြင့်ဒီဇိုဒီယက်ဆိုင်က12ခုရှိရပေါ့နော်ဟုတ်တယ်အဲ့12ခုထဲမှာလေဒီနေ့နီကိုတို့ထပ်ပြီးတော့တင်ဆက်သွားမယ့် episode တွေထဲမှာပါမယ်ဒီ firefly ရဲ့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေလည်းအများကြီးပါမှာဆိုတော့လေဒီ zodiac sign ကောမြန်မာနိုင်ငံကလူငယ်တွေကြားတဲ့ကိုပြီးတော့ဒီလူငယ်တွေရဲ့ယုံကြည်မှုအပေါ်ရောဘယ်လိုမျိုးပြည့်ပြည့်နက်နက်နဲ့ရောက်လာလဲပြီးတော့ဒီကဘာမှာဆိုရင် zodiac ကိုအရင်ယုံကြည်ကြတဲ့အပေါ်မှာရောဘယ်လိုမျိုးပြည့်နက်ရောက်လာလဲဆိုတာပြောပြပေးပါဦးတော့ပြည့်နက်လာနော်အဲ့ဒါကလေဟိုဟာzodiac ကဘယ်လိုပြည့်နက်လာအောင်ဆိုတော့ကြတော့ဒီဘယ်မှာ social media တွေကနေပြည့်နက်လာပေါ့နော်ဒီFacebook Instagram TikTok YouTube စားပဲကွာသိရမလား social media ကနေပြန့်နှံ့လာတယ်အဲ့ပြီးတော့နောက်တစ်ခုကကြပါအောင်ဆိုဒီနာမည်ကြီး celebrity တွေပြောကြ social influencer တွေကနေပြောကြဒီ zodiac အကြောင်းတွေကိုပြောကြတယ်အဲ့ဒီမှာလူတွေကအရင်စိတ်ဝင်စားလာပြီးတော့အခုခေတ်မှာဆိုရင်လေလူငယ်တွေရဲ့စကားဝိုင်းတစ်ခုနေတဲ့တောင်မှာပဲ zodiac ကအရင်ပြန့်နှံ့လာတယ်ဟုတ်တယ်ဒီအဲ့လိုစကားတစ်ခုခုပေါ့နော် topic တစ်ခုခုတည်ပြီးပြောရင်တော့နောက်ဆုံးစုရက်က zodiac ပဲဖြစ်သွားတယ်ဟုတ်တယ်နော်ဆိုတော့အခုနီကိုတတိထားမိတာဆိုရင်ဒီလူငယ်တွေကြားထဲမှာပြန့်နှံ့တာဆိုရင် celebrity တွေပေါ့နော် celebrity တွေကတည်ဆောင်လာတယ်တည်ဆောင်လာပြီးတော့ celebrity တွေကိုပဲဒီသူတို့ရဲ့ fan တွေကပြန်ပြီးတော့ zodiac နဲ့ပြန်ပြီးတော့အဲ့လိုတွက်ကြတာမျိုးတွေလေဟုတ်တယ်ဆိုတော့အဲ့လိုမျိုးတွေလည်းအများကြီးတွေ့ရတော့လေဟိုအရန်စိတ်ဝင်စားစရာကောင်းတဲ့ topic ကိုနီကိုတို့ကဒီတပတ်တင်ဆက်သွားမယ်ပုံစံလေးကဘယ်လိုမျိုးလေးတင်ဆက်သွားမလဲပြီးတော့ဒီ zodiac နဲ့ပတ်သက်ပြီးတော့ဘယ်လိုရှိနေလဲဆိုတာဇင်နည်းနည်းပြောပြပေးအောင်အဲ့ဒါကတော့ဒီတပတ်တင်ဆက်သွားမှာတော့နီကိုနဲ့အတူစင်နဲ့ပေါ့နော်ဒီ firefly အဖွဲ့ဝင်ပိုးဆုံးကျူးလေးတွေရဲ့ဒီသူ့ရဲ့ zodiac sign နေနဲ့သူ့ရဲ့ဒီအဖွဲ့ပေါ်မှာဘယ်လိုတွေလှုပ်ရှားနေရဲဆိုတာလေးတွေကိုပေါ့နော်ပုံပန်းတွင်ပြင်တွေကိုတင်ဆက်ပေးသွားမှာပါနော်ပုံမှန်နဲ့မတူဘူးเนาะဒီ firefly လေးတွေပဲနှကောင်ဒါဘယ်လိုမျိုးပုံစံနေနဲ့ဘယ်လို zodiac sign နေမှာဘယ်လိုမျိုးတွေလဲဆိုတာတကောင်ချင်းစီကိုတင်ဆက်သွားမှာဆိုတော့ကဲစင်စင်စလိုက်ရအောင်เนาะကဲပါ